British MRC British Council ကနေပြီးတော့ announce လုပ်လိုက်တယ်။ဘာလဲဆိုတော့ကျွန်တော်သုံးခဲ့တဲ့ way ဒီ way ကိုကျွန်တော်သုံးခဲ့တာနေ့ရက်3ရက်အရင်ကလေးကနေပြီးတော့ကျွန်တော်ဒီ way ကိုသုံးပြီးသွားပြီ။ဘာလဲဆိုတော့ flight data ကိုကြည့်တယ် flight data ကိုကြည့်ပြီးတော့ဘာမှ flight ရှိတာလဲအဲ့နေရာ okay Saudi မှာ flight တွေရှိတယ် okay အဲ့ Saudi ကိုဘယ်လိုသွားမှာလဲ three ways special Saudi ကိုထွက်မှုတော့အကဲ Middle East ကနေထွက်ချင်တယ်ဆိုရင် stuck မဖြစ်ချင်ဘူးဆိုရင်နံပါတ်1က ရေ boat lay flight or ground car flight က already ပိတ်ပြီးသွားပြီဘာလို့လဲဆိုတော့ airspace ကြောင့်ရေက already ကြောက်ချပြီးသွားပြီသွားလို့မရဘူးဒုံးကျည်ပြက်နေတယ် only way က car okay car နဲ့ border cross လုပ်တယ် Saudi ထဲဝင်တယ်ဝင်ပြီးသွားတယ် Saudi visa ကိုရှောက်တယ် bank Saudi visa ရသွားတယ်ဒီလို click submit ဒီလိုရသွားတယ် 80 pounds done ပြီးသွားပြီ medical insurance done 80 pounds ပြီးသွားတာနဲ့ 80 pounds insurance ကိုအကုန်လုံးကုန်ချတာ80 pounds insurance က around 60 pounds ပြီးတော့ဒီလို submit လုပ်တယ်ဒီလို notification လာတယ် email notification လာတယ် approve ဆိုပြီးတော့ bank ပြီးသွားတာနဲ့ဝင်ပြီးတော့ Saudi တဲ့ကိုသွားတယ် Riyadh ကိုသွားတယ် Riyadh ကနေပြီးတော့ Jeddah ကိုသွားတယ် Jeddah ကနေပြီးတော့ straight UK အဲ့ဒီဟော UK embassy ကနေပြီးတော့ဒီ way ကိုအခုမှ officially လူတွေကတော့ပြောနေတယ် they are too late speed can always win okay too late now အခုပါတယ် brokey တွေအကုန်လုံးအဲ့မှာပြည့်နေမယ်လူတွေအကုန်လုံးပြည့်နေမယ်အဲ့မှာ okay အခုမှအမစီကပြောတယ် we should use this way too late destined to be a loser too late ဖြစ်သွားပြီ loser ဘောကနေပြောင်းထွက်နိုင်တော့ okay speed နဲ့ action နဲ့ယူလိုက်တာကျွန်တော်အခုဒီမှာ UK ရောက်လာပြီ that's the living proof ရှမ်းမောင်ရောဘယ်လောင်သွားမယ် by the way ကျွန်တော်အခု new model မှာ okay ဒါ new model နဲ့ medical center new model မှာအခုဒီ new model နဲ့ဒီ house တွေရှိရမှာဒါတွေက almost 4 million pounds တန်တယ်ဒီမှာဒီရက်ကွက်ကဒါ golden ဒါ old money ရက်ကွက် okay ဒါ like 460 like 5-6 decade အရင်ကလေးကနေပြီးတော့ဒီမှာနေတာဒီလူတွေဝယ်ထားတဲ့အိမ်တွေဒါမှဒီအိမ်တွေက millions တန်တယ် millions ဘောလုံးသမားတွေ businessman တွေပြီးတော့လူတက်နေ okay millionaire တွေဒီမှာနေတာဘာလို့ဒီမှာ shit show မရှိဘူးလူရ safety ကိုပို့ပြီးတော့ကြည့်ရအကြည့်သူကားကိုကြည့် Mercedes old car old money လို့ခေါ်ရတာ okay အဲ့ဟောထွက်လာတာအခုပဲ officially မှာ British ကနေပြီးတော့ announce လုပ်တယ် it's too late now ဘာလို့ဆိုတော့ already done and dusted ကိုရောက်လာပြီ okay that's how ခုတွားမယ်ကားကို collect လုပ်မယ်ပြီးသွားတာနဲ့ကျွန်တော်တို့အခုလန်ဒန်ကနေပြီးတော့ we will spend one day လန်ဒန်မှာကြည့်မယ် spend one day လုပ်မယ်ပြီးသွားတာနဲ့ bounce back Manchester ပြီးသွားရင် Manchester ကနေပြီးတော့ grind လုပ်မယ်ဘာလို့ဆိုတော့ I feel more ကျွန်တော် Manchester ကိုပိုကြိုက်တာ I feel like homely feeling က Manchester မှာရှိတယ် you know road တွေက wide ဖြစ်တယ် 40 miles နဲ့သွားတယ်ဒီမှာ like 20 miles နဲ့သွားတယ်မကြည့်ဒီကောက်ကြည့်တာ20 miles နဲ့သွားတယ် camera everywhere okay Manchester မှာ40 park လုပ်တဲ့ချိန်ခြိုက်တဲ့နေရာမှာ park လုပ်လို့ရတယ် no one cares okay sorry ကျွန်တော်မှာ long day ဖြစ်နေတော့မောနေတာ it's been like I barely sleep လုံးဝအိတ်လို့မရဘူး it's like back to back travel လုပ်တာလား a lot of my long way နဲ့ flight coach okay everything I've used it today okay new model မှာအိမ်နေပါတယ်လိုချင်တာဝယ်ချင်တယ်ဆိုရင်ရန်ကောင်းတယ်နံပါတ် above million နေရှိတယ် flat တွေက half million နဲ့စတယ်နံပါတ် Korean ရက်ကွက် Korean နဲ့ရမ်းများတယ်နံပါတ်နေရတာရန်ကောင်းတယ် City London ကို train ရှိတယ် City London ကို train อ่ะ direct train ရှိတယ်ဟိုအရန် convenient ဖြစ်တယ်အားကြောင့်သူရက်ကွက်လည်းတက်တယ် agent နဲ့ပြီးတော့အရန် convenient ဖြစ်တယ်အားကြောင့်ဟို easy ဖြစ်တယ်နေမို့တော့ okay so we are almost there ရောက်တော့မယ်ရောက်ပြီးသွားရင် sorry so it's too dark here I don't know where's everyone
That's why it's calm ဖြစ်တယ် like chill and calm ဖြစ်တယ်ဒီရက်ကွက်က Okayစီလေးတွေတတ်မှုရှိမယ် Kuwait မှာ normally သူတို့ Kuwait ကနေပြီးတော့စီထွက်တာကို$3 $350 ကိုရောင်းတာနော်$350ကနေပြီးတော့အခု almost $90 ကိုဈေးကတက်သွားပြီမုန်းကနန်းဆိုပြီးတော့$3ကနေပြီးတော့$90ကြည့် it's like ဘယ်လောက် percentage 300% နော်တက်သွားတာအဲ့အတွက်အခုစီတွေက shortage ဖြစ်မှုရှိတယ်ဘဒုရှိမှစီရှိမှာတယ်အဲ့ဒီလူကပဲဝင်တာဖြစ်မှာအခုကနေစပြီးတော့ stock up လုပ်တော့စီတွေကို stock up လုပ်တော့ okay ပြီးတော့ Middle East မှာ war ဖြစ်တယ် Middle East ကဘာထွက်တာလဲစီထွက်တယ်မင်းတို့ဆို speed နဲ့လုပ်တဲ့လူတွေပဲအောင်မြင်မှာ okay speed နဲ့ stop ပြီးတော့ broke ကြီးတွေအများကြီးလာမယ် it's too late အဲ့ချိန်ကျရင်ဘာမှ add လုပ်လို့မရတော့ဘူး okay အဲ့တော့ action you speed နဲ့ action you ပြီးတော့လာတယ်serial stock up လုပ် okay ဖြစ်နိုင်အကုန်လုံးအခုဈေးတွေတက်မှုရှိမယ် especially serial အသေးသေးဈေးတက်မှုရှိမယ် okay ပြီးတော့ဖြစ်နိုင်အကုန်လုံး stock up လုပ်တာ for 1 year okay ဈေးတွေအခုအကုန်တက်မှာဆိုတော့1 year ကို lock လုပ်တာလိုက်ကျွန်တော်ခဏမှပြောနေတာစီဘာလို့ဆိုတော့ Kuwait မှာစီက$3.5နေပြီးတော့$90ကိုဈေးကဝုန်းဝန်းဆိုပြီးတက်သွားတာ okay okay seeမရှိဘူးဆိုရင် you are the one going to be in problem okay this is a Bangalore okay Bangalore ရှိတယ်ဒီ Bangalore က already ဒါသူအရှိမတာ Bangalore အတိတ်တလေး okay မှာကြည့်တစ်ထပ်ပဲเนาะဒါပေမဲ့ तू ကအနောက်မှာချဲထားတာအနောက်မှာ two flow နဲ့အနောက်မှာတွေမှာချဲထားတာတို့တွေကအရှိက तू ကရုပ်ကိုမဖြတ်ချင်လို့အားကြောင့် now ဒီ Bangalore ကိုကတော့2 million နဲ့ offer တွေလာပေးနေကြတယ်အခုကျွန်တော်မှာကားကိုပြမယ်ပြောရရင် we might gonna go for a drive we'll see let's go and check that my Udu are not too bad today is not too bad whenever I land I always bring the sun okay it's not too bad not too cold but it's good all right we are almost there auto light တွေထည့်ထားတယ် walk လုပ်တာနဲ့ light တွေက on ဖြစ်တယ် okay we are there okay come on Tesla Model 3 okay we'll be driving Tesla Model 3 next time we'll see if we got chance we're going to drive today or we'll drive tomorrow and Saturday time we're going to go on long day trip Tesla Model 3 နဲ့ long day trip ကိုသွားမယ်